remote control ရဲ့ခလုတ်လေးကိုနှိပ်လိုက်တာနဲ့ချက်ကားရဲ့ကုန်တင်ကန်းနေရာရဲ့အောက်ခြေကကျမ်းပြင်ကတစ်ဆက်တည်းကျဲလာလိုက်ကျင်းလိုက်နဲ့လုံနေပါလိမ့်မယ်အဲ့ဒီလိုလှုပ်ရှားမှုကြောင့်အတွင်းမှာတင်ထားတဲ့ကောက်ရိုးတွေကလည်းကျမ်းပြင်နဲ့အတူတဖြည်းဖြည်းရွေ့လျားသွားပါတော့တယ်အခြေခံအားဖြင့်ဒါကအလိုလျောက်ကုန်ချနိုင်တဲ့စနစ်ကိုတက်ဆင်ထားတဲ့ချက်ကားတစ်စီးပဲဖြစ်ပါတယ်သူ့ရဲ့ကုန်ချနေစနစ်ကလည်းကျွန်တော်တို့မြင်တွေ့ဘူးနေကြပုံမှန်ကုန်တင်ကားတွေလို hydraulic cylinder နဲ့ကားကုန်ကိုမတင်ပြီးအတွင်းကကုန်တွေကိုချလိုက်တဲ့ပုံစံမျိုးမဟုတ်ပါဘူးဗီဒီယိုထဲမှာမြင်ရတဲ့ကုန်ချစနစ်ကတော့ဒီရွေ့လျားနိုင်ပြီးလက်ရောညီထွေရှိတဲ့ကျမ်းပြင်ပေါ်အခြေခံထားတာဖြစ်ပါတယ်ကျမ်းပြင်ရဲ့ကျဲလာလိုက်ကျင်းလိုက်လှုပ်ရှားမှုကနေတဆင့်ကုန်တွေကိုတဖြည်းဖြည်းချက်ကားနောက်ဘက်ကိုတွန်းထုတ်ပစ်တာဖြစ်ပါတယ်ဒီကိရိယာကကုန်ချရုံတင်မကပဲကုန်တင်ရမှာလည်းအကူအညီပေးနိုင်ပါသေးရဲ့ကုန်တွေကိုကားနောက်ပိုင်းမှာထားလိုက်ပြီးကျမ်းပြင်ရဲ့ပြောင်းပြန်မောင်းလေးကိုဖွင့်လိုက်ရုံနဲ့ကုန်တွေကချက်ကားရဲ့အတွင်းပိုင်းကိုတဖြည်းဖြည်းဝင်ရောက်သွားမှာဖြစ်လို့ကုန်တင်ရတာပုံမလွယ်ကူစေပါတယ်ဒီနေ့လမ်းရဲ့အားသာချက်ကတော့နေရာချင်းနဲ့နေရာမျိုးမှာတောင်တက်ရောက်မှုမရှိရဲ့ကုန်တွေကိုပကတိအတိုင်းချနိုင်တာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ခရီးရေးစတူဒီယိုလေးကိုလိုက်ရန် follow လေးလုပ်ခဲ့ကြပါအောင်နော်